The sessi jare yiga the olongo pisi. Peku mudida pauna look man. Mudida pauna look me sort of kauna di dui kind. Positive thinking look kind. Positive thinking look kind. Nghe cái đấy cô chú ra cái đấy hả đi, nó trong cái đấy hả đi, sang với ông cái đấy hả đi chẳng tùy bà. Thế chú hả đi cho được memory lo phải chẳng này, feeling chẳng mà chẳng. Cái mà elo lại xa ra bộ, feeling lại xa. Cô chú ra bị âm yên cái đấy, ấy thì trong đấy khu bị khu tùy, khu bị khu tùy. Ấy là cô tùy. Cô đấy,အဲ့ဒါလေအချိန်ယူပြီးတော့တွေးပါ3 4 minute 4 5 minute ကိုယ့်အချိန်ပေးပါအနည်းဆုံး you deserve it ဒါပေမဲ့ကိုယ့်အကြောင်းပဲတွေးတယ်ဆိုရင်လူကအတ္တကြီးတတ်တယ် self centered ဖြစ်တတ်တယ်ငါဆိုပြီးတော့ဖြစ်တတ်တယ် superiority complex ဝင်တတ်တယ်In order for me to do well, there must be many other people who must do well. Homo amin vote. Homo amin vote. The child do they. Amyai amima. Pimea. The child do amyai amima pomo amin. Pomo is here the mari. Me party. Pisi liban the cardi. Taka tayet. တိုက်ရိုက်မဟုတ်တဲ့လူတွေသူတို့လည်းအောင်မြင်မှာအစစရအစမပြေတဲ့နေရာမှာနေရင်မအောင်မြင်နိုင်ဘူးအဲ့ဒါကြောင့်လို့ကိုတယောက်ထက်အကြောင်းပဲတွေးရင်တဲ့ဒီ happiness ဒီပျော်ရွှင်မှုကအခြေခံအရင်မကောင်းသေးဘူးအခြေခံကောင်းအောင်ဆိုရင်ကိုယ်နဲ့အရင်နှီးဆုံးလူတွေရဲ့အောင်မြင်မှုသူတို့ရဲ့ကောင်းကွက်တွေသူတို့ကြိုးစားမှုတွေအဲ့ဒါလည်းတွေးပြီးပါတွေးပြီးတော့ဂုဏ်ယူပါတွေးတိုင်းအုံနောက်ထဲမှာကောင်းတဲ့ neuron လေးတွေကိုကဖန်တီးနေတယ်ပရမဆုံးမိမိကိုဒုတိယကြတော့ကိုယ်နဲ့အရင်နှီးဆုံးပုဂ္ဂိုလ်တွေတယောက်ပြီးတယောက်နံပါတ်3ကြတော့လုပ်ငန်းခွင်မှာကိုယ်နဲ့အစဉ်ပြေဆုံးလူအဲ့ဒီအနေစားကိုယ်နဲ့အစဉ်ပြေဆုံးလူတွေအဲ့ဒီအနေစားသူတို့ဘယ်လိုကြိုးစားတယ်ဘယ်လိုရေးပါတယ်ဘယ်လိုကောင်းတယ်အဲ့ဒါလေးတွေကြည့်အဲ့တွေးပြီးတော့မွေးတာ3ခုပဲနံပါတ်1ကမိမိကိုနံပါတ်2ကကိုယ်နဲ့အရင်ကြီးဆုံးအချစ်ဆုံးပုဂ္ဂိုလ်တွေမိသားစုတွေဖြစ်မယ်တငယ်ချင်းတွေဖြစ်မယ်နံပါတ်3ကြတော့လုပ်ငန်းခွင်ကပုဂ္ဂိုလ်တွေတယောက်ပြီးတယောက်သူတို့အလုပ်အရေးပါပုံသူတို့ကြိုးစားပုံအဲ့ဒီဆင့်ရောက်လာအောင်သူတို့ကြိုးစားခဲ့တာတွေအဲ့ဒါလေးတွေတွေးပါတယ်တွေးပြီးတော့ appreciate လုပ်ပါ appreciative joy လို့ခေါ်တယ်မုဒိတာကဲ7 minute တရားထိုင်မယ်ဝင်လေထွက်လေရှုရှိုက်ပါဝင်လေတော့ထွက်လေ5ချိန်လောက်ရှုရှိုက်ပါတစ်ချိန်ရှုရင်ဝင်လေဒီနေတော့ထွက်လေတော့နေတဲ့စိတ်လွင့်သွားရင်လည်းပဲမုဒိတာစိတ်ပြန်ပြီးတော့ခေါ်ပါ
ချိန်စီပါပြီမျက်လုံးဖွင့်လို့ရပါပြီ